င်္ဂလာပါကဲဒီနေ့မနက်ဘော်ဒီမန်နိုင်ကျောင်းတိုက်တွင်းရှိဒီစဉ်နဲ့အောက်ကန်စောက်လို့ပြီးစီးခြင်းမပြီးစီးခြင်းလာကြည့်ခြင်းဖြစ်ပါတယ်အားလုံးပဲကိုယ်စိတ်ချမ်းသာဘေးရန်ကင်းကွယ်လွေရဆန္ဒပြည့်စုံကြမင်္ဂလာရှိတဲ့နက်နက်ခင်းလေးဖြစ်ပါစေဒီလိုလေးမှကျွန်တော်ကိုရကတော့ဆရာဝိုင်းဖုံးဆက်သေးတယ်ကဲဒါတော့ဘော်ဒီဆန္ဒဘော်ဒီမန်နိုင်ဆက်တော့လာရောက်ဖုံးပြခြင်းဖြစ်ပါအားနဲ့ကောင်းတယ်လေဆရာကျွန်တော်ဟိုနေ15ရက်နေ့ကဟိုနေဟောပြတယ်လေဥပုံနဲ့ပြမမတော့မျက်ဝတ်တွေထွက်နေလို့အဲ့ဒါနဲ့တော့ပြရတော့ဟိုမျက်မှော်နေမျက်မှန်ကင်းကြိုက်တော့